ဒီပွဲစဉ်ရောဗျာရိုးရိုးပွဲတစ်ပွဲထက်ပိုပြီးချက်စီးပရိသတ်တွေအတွက်တော့ဂုံသိက္ခာပိုင်းဆိုင်ရာတိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်ခုလာမဲ့တနင်္ဂနွေနေ့ညမှာတော့ဒီ Stamford Bridge ကွင်းကြီးတွေကပရိသတ်တွေကိုဗျာစစ်လှုပ်ရှားမှုအပြစ်ပေးမဲ့ပွဲစဉ်ကတော့ဒီစောင့်ကြိုလို့နေပါပြီဥရောပဝင်ခွင့်အတွက်ဗျာဒီချက်စီးအသင်းရဲ့အင်မတန်မှအရေးပါနေတဲ့ပွဲကောင်းတစ်ပွဲဒါမှမဟုတ်ပရိသတ်တွေအမျှော်လင့်ဆုံးဖြစ်တဲ့ဒီချက်စီးနဲ့မန်စီးတီးတို့ရဲ့ပွဲစဉ်ဟာရောက်ရှိလို့လာပါပြီဒီပွဲမှာဗျာအင်ရှင်ချက်စီးအသင်းဟာသူတို့ရဲ့နောက်ဆုံးလူစင်းနဲ့အတူဒီမန်စီးတီးရဲ့ကြော်ဖြတ်ရခက်တဲ့ကစားကွက်ကိုဗျာဘယ်လိုရင်ဆိုင်သွားမလဲဆိုတာရင်ခုန်စရာဇလန်းတပုတ်လို့စတင်နေပြီပဲဖြစ်ပါတယ်ဒီပွဲအတွက်ခံမှန်းလူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဗျာချက်စီးရဲ့ဂိုးပေါက်မှာဝိုင်းရင်ဂိုးသမားဆန်ဆိုင်ကအခိုင်အမာနေရာယူထားမှာပါနောက်တန်းမှာတော့ဗျာဒဏ်ရာကတက်တာလာတဲ့ဒီချာလိုဘပြန်ဝင်ကစားနိုင်မှာလားဒါမှမဟုတ်တူစင်ပဲပွဲထွက်လာမလားဆိုတာကစိတ်ဝင်စားကြပါပဲပြီးရင်ဗျာဒီဖိုဖာနာတို့ရဲ့ဘိုးခန်းစစ်အတွက်ကဒီခန်းစစ်ကိုတိစောက်ထားပြီးတော့ဘေးတိုက်အတွဲမှာတော့ဗျာအတွေ့အကြုံရှိတဲ့ကူကူရလာและဂဆိုတို့ကဒီမန်စီးတီးရဲ့တိုက်စစ်ဆင်မှုကိုဗျာတားဆီးဖို့အသင့်ရှိနေကြပါတယ်ဒီနောက်တန်း၄ယောက်ကဗျာဒီအပြာရောင်ချင်းတဲ့ခံတဲ့ကြီးကိုအကောင်းဆုံးပုံဖော်ပေးသွားမလားဆိုတာစောင့်ကြည့်ရမှာပါကွင်းလန်မှာတော့ဒီချက်စီရဲ့အင်ဂျင်တွေဖြစ်တဲ့လာဘီယာနဲ့ကန်စီတို့ကဒီကွင်းလန်ထိန်းချုပ်မှုကိုဗျာတောင်းဝင်ယူမှာဖြစ်ပြီးတော့ဒီသူတို့ရဲ့အရှိမတော့ဖန်နီးရှင်ကြီးကိုဘာမကကစားခွက်တွေကိုပုံဖော်ပေးသွားမှာဖြစ်ပါတယ်တိုက်စစ်ရဲ့ပိုင်းမှာတော့ဗျာဒီမြန်လုံးမြင့်ကစားသမားတွေဖြစ်တဲ့နက်တိုနဲ့အက်စတီဘာအိုတို့ကဗျာတော်မယ်တွေကနေတစ်ဆယ်ဒီမန်စီးတီးရဲ့နောက်တန်းကိုဗျာဒုက္ခပေးဖို့စောင့်ကြိုနေသလိုအထောင်တိုက်စစ်မှာတော့ဗျာဒီဂျာအိုပထိုကအဆုံးသက်ဂိုးတွေအတွက်နေရာယူထားပါတယ်ဒီပွဲစဉ်ရောဗျာရိုးရိုးပွဲတစ်ပွဲထက်ပိုပြီးချက်စီးပရိသတ်တွေအတွက်တော့ဂုံသိက္ခာပိုင်းဆိုင်ရာတိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်ငယ်ရွယ်ပြီးတော့ဒီတက်ကြွလှတဲ့ဒီလူစင်းဟာဒီမန်စီးတီးရဲ့စနစ်တကျတိုက်စစ်ကိုဗျာဘယ်လိုတုတ်ပြန်မလဲပါမားရဲ့ပါနဲ့တဲ့ပေးပို့မှုတွေကလည်းဂျာအိုပထိုတို့ဒီဂိုးတွေသွင်းယူနိုင်မလားဆိုတာကတော့လာမက်ဆန်ဒေးမှာအဖြေပေါ်မှာပဲဖြစ်ပါတယ်အပြာရောင်ချင်းနေတို့ရဲ့အင်ကွင်းမှာဗျာမန်စီးတီးတို့ဒူးထောက်စေမဲ့ညတညဖြစ်လာမလားဆိုတာအားလုံးပဲစောင့်ကြည့်လိုက်ကြရအောင်ဗျာကျွန်တော်ဒီချက်စီအသင်းရဲ့အဲ့ဒီသတင်းတွေကို VPN မလိုပဲဖတ်ရှုရှင်တဲ့မိတ်ဆွေတို့က comment အောက်က Telegram channel လေးမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်